ရိုနယ်ဒိုနဲ့မက်ဆီဘသူပိုကောင်းလဲအားလုံးပဲမင်္ဂလာပါ90 minute new ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဘလောလောကမှာ10စုနှစ်တစုကြာရှင်ပြိုင်ခဲ့ကြပြီးအောင်မြင်မှုတွေကိုစီပိုင်ဆိုင်ထားကြတဲ့ရိုနယ်ဒိုနဲ့မက်ဆီတို့နှစ်ဦးမှာဘသူကပိုကောင်းတယ်လို့ပြောဖို့ဆိုတာအင်မတန်ကိုမှခက်ခဲပါတယ်ဇာသမားနှစ်ယောက်လုံးဟာပင်ကိုရည်သွေးတွေကိုစီရှိကြတဲ့သူတွေဖြစ်ပြီးဘသူကပိုကောင်းတယ်ဆိုတာထက်ဘလောလောကရဲ့စင်မြင့်ပေါ်မှာရသအပြည့်ပေးခဲ့ကြတဲ့ကစားသမားတွေလို့သတ်မှတ်ရင်ပုံမှန်ပါလိမ့်မယ်ဒီနေရာမှာမက်ဆီကကမ္ဘာဖလားရထားပြီးဘလွန်ဒီယောဆု၈ကြိမ်ကိုတူးတဲ့ရထားတဲ့ကစားသမားဖြစ်တာကြောင့်ရိုနယ်ဒိုထက်ပိုကောင်းတယ်လို့သတ်မှတ်လို့မရပါဘူးရိုနယ်ဒိုကလည်းလားလူပါပဲဘလွန်သမိုင်းတစ်လျှောက်ဂိုးသွင်းများဆုံးကစားသမားဖြစ်တယ်လို့ပေါ်တူဂီတို့2016မှာဥရောပဖလားကိုရယူပေးနိုင်ခဲ့ပေမဲ့လည်းမက်ဆီထက်ပိုကောင်းတယ်လို့ပြောလို့မရပြန်ပါဘူးဒါပေမဲ့ကစားသမားနှစ်ယောက်လုံးကတော့ဘလွန်လောကရဲ့ဂုဏ်သမားဖြစ်ကြပြီးဘယ်ကစားသမားတွေကမှသူတို့လောက်မကောင်းဘူးဆိုတာကတော့လက်ခံရမှာပါမက်ဆီဟာဘလွန်လုံးကမှာပါရမီပါသူတူဖြစ်ပြီးဘလွန်ထိန်းချုပ်မှုအပိုင်းနဲ့ပြိုင်ဘက်ကစားသမားတွေကိုဒရစ်ပယ်နဲ့ဖိနိုင်ကြအောင်လုပ်နိုင်တဲ့ဘရင်တစ်ပါးဖြစ်ပါတယ်ဘလုံးနဲ့သူ့ရဲ့ခြေထောက်ကိုတိတ်နဲ့ကတ်ထားသလားလို့ထင်ရလောက်အောင်ခန္ဓာကိုယ်ရင်းနှွဲ့ပြီးကစားပြတတ်တဲ့သူဖြစ်ပါတယ်။ရိုနယ်ဒိုကတော့ဘောလုံးကစားသမားဘဝတစ်လျှောက်လုံးပါရမီဆိုတဲ့ຢာထက်သူ့ရဲ့လေ့ကျင့်မှုဇွဲလုံးလာပြင်းပြတဲ့စိတ်ဓာတ်တွေကြောင့်အောင်မြင်မှုတွေစကူးနိုင်ခဲ့တယ်လို့ပြောမှာပါ။ပြိုင်ဘက်ကစားသမားတွေကိုခြေအောင်ပြပြီးလှင်မြန်တဲ့ပြေးနှုန်းအားကိုအသုံးပြုကလှည့်စားတတ်တဲ့ကစားသမားပါ။ဒါ့အပြင် free kick ကန်တဲ့ကစားသမားတွေထဲမှာရိုနယ်ဒိုကဘရင်တစ်ပါးဖြစ်ပါတယ်။ဒီလိုကိုစီရည်သွေးတွေကြောင့်ပဲ2008ခုနှစ်ကနေစလို့ဘလွန်ဒီယောဆုကိုသူတပြန်ကိုတပြန်အပြိုင်ဆိုင်ယူခဲ့ကြတာဖြစ်ပါတယ်။ကိုစီကစားခဲ့တဲ့ကလပ်တင်းတွေမှာအောင်မြင်မှုတွေစကူးခဲ့တဲ့အပြင်နိုင်ငံကလပ်တွေမှာလည်းလူယိုတင်ရှင်ယိုတင်ဖြစ်အောင်နှစ်ဦးစလုံးကတာဝန်ထမ်းဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်။တကယ်လို့ခင်ဗျားသာရိုနယ်ဒိုနဲ့မက်ဆီနှစ်ယောက်ထဲကတစ်ယောက်ကိုရွေးချယ်ရမယ်ဆိုရင်ဘယ်သူ့ကိုရွေးချယ်မလဲကွန်မန့်မှာဖြေပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်။